Chị Saba ga ye bi ni de saba. Ye ka ro me. Lan ne ko ye set win lo mi ya lo ye mi out phit ne. Di myaung ne ko da ye set ka boh ne shwe ya da. Boh ne shwe do win lo mi ya so do saba ye lo mi. Ye ka bi ni ye chin ni bi saba. Ba phit lo ye chin ne so do ji. Sha di uru a. No? ကျွန်တော်တို့ကဘလို့သွားလှုပ်စားမယ်ဒီယာဒီဥရုနဲ့ဒီတောင်သူလယ်သမားတွေစဘာရိတ်ချိန်ဆိုရင်မိုးရွာပြီးပဲနှုတ်ချိန်ဆိုရင်မိုးရွာပြီးတောင်သူလယ်သမားတွေရဲ့ရင်ဘတ်ထဲကိုကြောက်စိတ်တွေရိုက်သွင်းနေတာအမျိုးမျိုးနော်ယာဒီဥရုကလည်းယာဒီဥရုအလျောက်နော်ယာဒီဥရုကလည်းယာဒီဥရုအလျောက်ဒုက္ခပေးပါနောက်တစ်ခါစဘာစီပေါ်ကန်နီးပြီဆိုရင်ဈေးကျပြီမျောလင်းချက်တွေနဲ့တောင်သူတွေမှာတော့စိုက်လိုက်ရတာစဘာစီလေးကောင်းလို့ဆိုတဲ့စိတ်လေးနဲ့လူတိုင်းမှာမျောလင်းချက်ရည်ရွယ်ချက်တွေနဲ့လှုပ်နေကြတာပိုးစီဆိုရင်လည်းပိုးစီကဲသူ့ထက်ငါကောင်းဆိုလိုက်လျှောက်ဖြန်းနေကြတာလူတိုင်းကကောင်းအောင်လုပ်ပြီးတော့မှအကောင်းကိုဖြစ်မလာတာစဘာစီကမြေစီတဲ့အိတ်ကိုတသိန်းခွဲတသိန်းနဲ့ဒါမိုးရင်းကိုကျဲထားတဲ့လေတွေကြီးတောင်သူတွေမှာကျူးဆဆလှုပ်ထားခဲ့ပြီမဲ့အရာမထင်ဘူးတချို့အရာတွေကဘာလို့ဆိုတော့ဈေးနှုန်းတွေကဒီဈေးနှုန်းနဲ့ကဒီလယ်သမားတွေကဘလူးမှလှုပ်လို့မကြိုက်တော့ဘူးမကြိုက်တော့ဘလို့ဖြစ်မယ်ဆိုတော့တောင်သူလယ်သမားတွေရဲ့ရင်ပတ်ထဲကိုကြောက်စိတ်ကိုရိုက်သွင်းတိုက်လို့ဖြစ်တာဘာလို့ဆိုတော့တစ်နှစ်လှုပ်လဲရှုံတစ်နှစ်လှုပ်လဲရှုံဆိုတော့ခုဒါကျွန်တော်လယ်ဆိုရင်ဒါကျွန်တော်တော်တော်ခရုစိုက်ထားတာမိုးရင်းတော့ဆိုရင်လည်းဒါခရုကြိုက်တယ်ဒါရေမြုပ်တဲ့လေတွေမြုပ်ခရုကြိုက်မိုးရွာတာမျိုးမပေါက်လို့နှစ်ထပ်ကြေးရတဲ့လူတွေနောက်တစ်ခါစဘာကောင်းလာပြန်တော့လေကြည်အောင်စဘာကောင်းပြန်လာတော့လေဖြုတ်ပိုးတွေကြတယ်နောက်တစ်ခါဂုတ်ကျိုးပိုးတွေကြတယ်ယောဂါတွေအမျိုးမျိုးတွေဖြစ်တာဖြစ်တော့စေးတွေနဲ့လိုက်ကြတယ်အစာတွေမတရားဖိကျွေးတောင်သူတွေမှာဘာတွေဆိုအမြဲဒုက္ခရောက်တယ်အဲ့တော့ဒီဈေးနှုန်းနဲ့အခုဖြစ်နေတဲ့စဘာဈေးနှုန်းနဲ့ကိုကုန်ကြထားတဲ့ကုန်ကြဈေးနဲ့ကဘယ်တောင်သူတိုင်းမှာဟိုရှုံးသွားသလားဆိုတော့မရှုံးပေမဲ့အကျိုးမြတ်မရဘူးပြင်ပန်းခဲ့ရပေမဲ့အကျိုးမြတ်တွေကျွန်တော်တို့မခံစားရဘူးအဲ့လိုဖြစ်တယ်တချို့ဆိုလို့ချင်းရင်ဒါကျွန်တော်တို့ခံမှန်းထားတာဟာလေကျွန်တော်ဟာလေဆိုရင်ဒါ100ဝန်းကျင်100လောက်ပြီးမယ်လို့ခံမှန်းထားတယ်လေတချို့ဆိုရင်80 80လောက်တွေပြီးကြတယ်လေရှိဒါလည်းဆိုမျိုးဆိုရင်ရှုံးကြတယ်ဘယ်တော့ပြီးမဲတော့မသိသေးဘူးကျွန်တော်လေရတော့အဲ့တော့80 80လောက်ပြီးတဲ့လေတွေဆိုရင်ကျွန်တော်တို့ရင်းနှီးထားတဲ့ငွေတွေကကျွန်တော်တို့အရှုံးဘက်ကိုသွားနေပြီရှုံးဘက်ကိုသွားတော့တောင်သူလေသမားတယောက်ကဘယ်လိုဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကမျက်စိကျင်လို့စိုက်တာရှုံးပြီဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာလူမှမလုပ်ချင်တော့ဘူးဘာလို့ဆိုတော့ရင်းနှီးနဲ့အောက်မှာအခြေခံရင်းနှီးရှိလို့ကကျွန်တော်တို့အကြောင်းမရှိဘူးဗျအတိုးနဲ့ဘေးကနေရှာမရှိတာလေးတွေထဲလေးတွေရောင်းဆက်ပြီးတော့သွားပြီးတော့ဒီလေကိုမြုပ်နှံထားတဲ့လူတွေအတွက်ဆိုရင်အဲဆိုတော့ရွှေတိုးနဲ့ပဲဖြစ်ရွှေတိုးတောင်3ချက်တိုးလောက်ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကမလွယ်ဘူးဗျရွှေတိုးတောင်3ချက်တိုးဖြစ်နေပြီဆိုတော့ဘာမှမထူးဘူးလေအတိုးနဲ့ယူပြီးလှုပ်နေရတယ်လို့ပဲကိုယ့်ပစ္စည်းသူများဆိုင်မှာသွားထားလိုက်တာအတိုးပြီးနေရတာပဲအချိန်နဲ့သွားပြန်ဆက်ရင်အတိုးနဲ့ပြန်ဆက်ကြတာပဲအဲ့တော့ဘလို့နီးနဲ့ပဲဖြစ်နစ်နာတာပဲလေတော့ပြောပြချင်တာကလူတွေကတချို့ကြတော့ထင်ကြတယ်ဗျလယ်သမားဆိုလို့ရှိရင်ပြေးလဲတဲ့ထင်တာဒါပေမဲ့မပြေးလဲရတဲ့လယ်သမားတွေလည်းအများကြီးရှိတယ်အခြေခံအနောက်မှာတောင်းတင်းနဲ့ငွေကိုအနောက်မှာရှိနေလို့လှုပ်စားရတဲ့လူဆိုရင်တော့ကျွန်တော်ဘေးကနေအတိုးနဲ့ယူစားရတဲ့လူဆိုဒီလိုကုန်ကြစည်မျိုးနဲ့ဒီလိုစပါးစည်းနှုန်းမျိုးနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုသွားလှုပ်စားမလဲလယ်သမားတွေနော်တောင်သူတို့ရဲ့စိတ်ထဲကိုအကြောက်စိတ်ကိုရိုက်သွင်းနေတယ်လို့ဖြစ်နေတာတဖြည်းဖြည်းနဲ့လေလှုပ်စားခြင်းနဲ့အလုပ်တောင်သူဆိုတဲ့အလုပ်ကိုတောင်သူလယ်သမားတိုင်းမှာဘလူးမှလူပြောမယ်တောင်သူဆိုတဲ့အမိခံမရှိတာတဖြည်းဖြည်းနဲ့လယ်သမားဆိုတာလှုပ်ချင်းနဲ့လဲလာတာတဖြည်းဖြည်းနဲ့လဲလိုက်နေတယ်ဒီလဲသွားတာမဟုတ်ဘူးလဲလာတာအဲ့လိုမျိုးဖြစ်နေနောက်ဆိုလို့ချင်းလဲဆိုတာကလုံးမဲ့လူမရှိတော့ဘူးရောင်းစားမယ်ပတ်စံရှိတဲ့လူတွေအများကြီးဝယ်ထားမယ်အဲ့ဒီလူတွေကဝယ်ထားပြီးရင်အဲ့ဒီလဲတွေမှာ
အဆောက်အဦတွေစောက်မယ်နောက်ဆိုတာစပားစိုက်မဲ့လေဆိုတာတော့မှကျွန်တော်တို့ကနောင်လာနောင်သားတွေကိုပြတ်တိုင်မှပြရမယ်လို့ဖြစ်နေကုန်စပားစီကဒီလိုပုံစံတိုင်းသွားနေရင်ဘယ်လူမှအရှုံးခံပြီးမစိုက်တော့ဘူးကွာကျွန်တော်တို့ကအကျိုးမြတ်ရစေခြင်းလို့စိုက်တာကျွန်တော်တို့အကျိုးမြတ်မရှိဘဲနဲ့လူအပေမန်းခံပြီးတော့အချိန်မကုန်ကန်ဖင်ရှွန့်ဝင်ခံပြီးတော့အသားမဲခံပြီးလေထဲမှာဘူးမှလာပြီးမလုပ်ဘူးနော်ဒါတွေကိုသိဖို့လိုတယ်စပားစီကကြည်စမ်းစပားစီမတက်ချင်အောင်မှကျွန်တော်တို့သုံးနေတဲ့ဈေးမြေဩဇာဈေးစက်ပစ္စည်းဈေးဓာတ်ကြဝိုင်းရင်ကျွန်တော်တို့ခံစားသိတယ်အခုဟာကဘယ်ဈေးမှမကြဘဲနဲ့ဒီစပားစီတစ်ခုတည်းကိုဆွတ်ဆက်ချနေတယ်ဆိုတာအဆင်မပြေဘူးတိတ်ပြီးတော့ကျွန်တော်တို့ကစပားစီကိုတက်ပါစေလို့ဆူတောင်းနေတာမဟုတ်နော်သူ့ကိုသုံးနေတဲ့သုံးကုန်တွေပါကြပြီးရင်ကျွန်တော်တို့ဒီဈေးနဲ့လည်းရောင်းနိုင်တယ်ကိုကစပားစီတော့ကြပြီးကျန်တဲ့ပစ္စည်းဈေးတွေတော့အကုန်ကြပြီးမူတစ်လုံးလောက်2000လောက်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသွားလုပ်ဖို့လဲစက်ပစ္စည်းပြက်လို့သွားဝယ်မူတစ်လုံးလောက်2000လောက်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ကဒီဟာကိုဘယ်လိုလုပ်စားကြမလဲကျွန်တော်အဲ့ဒါကိုကျွန်တော်တို့ပြောပြခြင်းတာနည်းနည်းလေးကိုချင်းစာစီခြင်းတယ်ဗျာ